အဖက်အကထဦးထွန်းထွန်းဝင်းစကိုင်းတိုင်းဒေသကြီးဆိုရဖက်လုံချုံရေးနဲ့နေဆက်ရေးရာဝန်ကြီးပေါ်မူကြီးဝင်းတင်စိုးစကိုင်းတိုင်းဒေသကြီးဆိုရဖက်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခင်မောင်အေးနာဂရိုးရာစာပေနဲ့ယဉ်ကျေးမှုကော်မတီဗဟိုနာယကဦးလာထွန်းနဲ့ရုံးနယ်နာဂရိုးရာစာပေနဲ့ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဦးဆန်မြတို့ကနေရာယူပေးနိုင်ပါရန်လေးစားစွာတင်ပြအပ်ပါတယ်ရှင်မင်္ဂလာချိန်ကြာရောက်ပြီဖြစ်တဲ့အတွက်နာဂရိုးရာနှစ်တကူပွဲတော်ကိုဝမောဦးအားဖေးချိုးဖြက်ဖွင့်လှစ်ပေးနိုင်ပါရန်လေးစားစွာတင်ပြအပ်ပါတယ်ရှင်